ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်မြင်ကိုယ်ထိုင်သည်ဖြစ်စေကြုံကြုံလေးထိုင်သည်ဖြစ်စေအရိယာပုဂ္ဂိုလ်ကြာရှည်စွာထိုင်နိုင်အောင်သေချာပြင်လိုက်ပါတင်မြင်ကိုယ်ထိုင်တဲ့အရိယာပုဂ္ဂိုလ်စိတ်တန်းကြပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါခါကြီးတအားမဆန့်ပါနဲ့ပုံမှန်လေးပဲထားခေါင်းရှေ့လည်းမငုပ်စေနဲ့ခေါင်းနောက်လည်းမလန့်ပါစေနဲ့မျက်စိကိုဇင်းငယ်များမှိတ်ပါမိမိရဲ့ခန္ဓာကိုယ်အနေထားအချို့အစားမိမိကိုယ်တိုင်အသိဆုံးပါထိုင်မဲ့အချိန်အတွင်းမိမိရဲ့ခန္ဓာကိုယ်ကိုမယိမ့်မယိုင်နိုင်အောင်လှုပ်တာလှဲ့တာမဖြစ်အောင်စိတ်တိုင်းကြပြင်လိုက်ပါအရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီးတည်ငြိမ်သွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝလေးလေးဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါအာယုံတွေဘယ်မှမရောက်စေနဲ့ယောဂီတို့ရဲ့စိတ်ဟာအာယုံနောက်ကိုအပြေးလိုက်နေတယ်အာယုံတွေကိုအပြီးဖြတ်ပြီးတော့မိမိရဲ့တတိနှာသီဝကိုကတ်ထားရင်ဝင်လေထွက်လေကိုသိချာသိပါတယ်တတိဘာကြောင့်လွတ်တယ်လဲအာယုံတွေကြောင့်လွတ်တာအစင်းတွေအတန်တွေအနံ့တွေအရသာတွေတွေ့ထိစရာတွေကာမဂုဏ်အာယုံတွေကြောင့်တတိယဒီလောက်ထားနေတဲ့ကြားတွေကလွတ်သွားတယ်နောက်တစ်ခါမှလေးလေးတို့ထီဝင်သွားတယ်နောက်တစ်ခါမှလေးလေးတို့ထီထွက်သွားတယ်ဒီဝင်လေထွက်လေလေးကိုပဲတတိနဲ့သေးသေးချာချာရှုမှတ်နေရင်အစဉ်အာယုံအတန်အာယုံအနတ်အာယုံအယတာအာယုံထိစရာအာယုံကာမဂုဏ်ဆိုတဲ့တရားတွေဟာဝင်ခွင့်မရပါဘူးတွေးလွယ်မတွေးမိတော့ဘူးမျောလည်းမမျောမိတော့ဘူးဝင်လေထွက်လေကိုပဲတတိကြီးစွာနဲ့ဆွဆွမြဲမြဲကပ်ပြီးတော့ရှုမှတ်နေရင်ကာမဂုဏ်ဆိုတဲ့အာယုံတွေဟာယောဂီတို့နားတောင်ကပ်ခွင့်မရပါဘူးတတိပဋ္ဌာန်တဲ့တတိပြဋ္ဌာန်တဲ့အလုပ်တတိအောင်မေ့ခြင်းတတိမမေ့မလျော့ခြင်းတတိကဘာကိုအောင်မေ့နေရမလဲနာသီဝမှာဖြစ်နေတဲ့ဝင်လေထွက်လေလေးတတိကဘယ်လိုမမေ့မလျော့နေရမလဲဆိုရင်နာသီဝမှာရှိနေတဲ့ဝင်လေထွက်လေလေးအဲ့ဒီနာသီဝမှာဖြစ်နေတဲ့နာသီဝမှာရှိနေတဲ့ဝင်လေထွက်လေလေးကိုအောင်မေ့ပြီးတော့မမေ့မလျော့မပေါ်မစပဲစူးစူးစိုက်စိုက်နဲ့တည်တတ်အောင်ကြည်နေတာကိုတတိပဋ္ဌာန်လို့ခေါ်ပါတယ်ယောဂီတို့ရဲ့နာသီဝမှာဝင်လေဆိုတာရှိနေတာပဲထွက်လေဆိုတာရှိနေတာပဲဝင်လေဆိုတာဖြစ်နေတာပဲထွက်လေဆိုတာဖြစ်နေတာပဲရှားပြီးရှုစရာလည်းမလိုဘူးလိုက်ပြီးရှုစရာလည်းမလိုဘူးဝင်လေလေးဖြစ်ပါလို့တောင်းတနေစရာလည်းမလိုဘူးထွက်လေရထွက်မှထွက်ပါမလားလို့ကြောင်းကြနေစရာလည်းမလိုဘူးတဲ့ယောဂီတို့အသက်ရှင်နေတဲ့၍ဝင်လေဆိုတာရှိနေမယ်ထွက်လေဆိုတာရှိနေမယ်
ဝင်လေဆိုတာဖြစ်နေမယ်ထွက်လေဆိုတာဖြစ်နေမယ်တဘာဝကြကြရှိပြီးသားဒီခန္ဓာကြီးမသေးသေးသေးရက်တည်နေတဲ့၍ဝင်လေထွက်လေပါရှိနေမှာပဲခန္ဓာကြီးတည်သွားပြီမရက်တည်နိုင်တော့ဘူးပြိုလဲပြီဆိုတာအဲ့ဒီဝင်လေထွက်လေတစ်စုံချုပ်သွားလို့ပဲအခုယောဂီတို့ရှိနေတယ်ဝင်လေထွက်လေလေးခန္ဓာကြီးလည်းရက်တည်နိုင်သေးတယ်မပြိုလဲသေးဘူးအဲ့ဒါဝင်လေထွက်လေတစ်စုံရှိနေလို့အဲ့ဒီငကိုရှိပြီးသားငကိုဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့စောင့်ကြည့်ပေးနေုံနဲ့နောက်သူကလေလေးဝင်သွားတယ်နောက်သူကလေလေးထွက်သွားတယ်ပြင်းပြင်းကြီးလဲရှူထုတ်เสียမလိုပါဘူးဖြည်းဖြည်းလေးလဲရှူထုတ်เสียမလိုပါဘူးတဘာဝကြကြရှိပြီးသားတဘာဝကြကြဖြစ်ပြီးသားတတိနဲ့သာစောင့်ကြည့်ပေးတတိကြကြထားရင်ဝင်လေဝင်တိုင်းသိပါတယ်ထွက်လေထွက်တိုင်းသိပါတယ်တစ်ချက်မှမလွတ်တော့ဘူးတဲ့တတိလွတ်ပြီဆိုရင်တော့ဝင်လေဝင်တိုင်းမသိတော့ဘူးထွက်လေထွက်တိုင်းမသိတော့ဘူးဘယ်နှချက်ရှုမိထုံမိမှတော့မသိတော့ဘူးတဲ့တတိဟာအဲ့ဒါလောက်အရေးကြီးပါတယ်ဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါတတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိယသေချာထားဝရိယကလည်းတွန်းတင်ပြီးတော့မပြတ်လွင့်အောင်စိုက်ထုတ်ထားဘယ်အာယုံနောက်မှမလိုက်မိစေနဲ့စူးစီးထားအရိယဘုရားငြိမ်နေပြီထွေပြားတဲ့အာယုံနေနဲ့အဝင်မခံတော့ဘူးအရိယဘုရားတည်ကြည်နေပြီဘယ်ပြန့်လွင့်မှုမှမဖြစ်တော့ဘူးတတိယကောင်းနေပြီဒီဝင်လေထွက်လေလေးကိုပဲစူးစူးဆိုက်ဆိုက်တည်နေပြီဩဝင်လေလေးပါလားဩထွက်လေလေးပါလားဝင်လေဝင်တိုင်းသိနေပြီထွက်လေထွက်တိုင်းသိနေပြီနောက်ဒီမှာလေးလေးဝင်သွားတယ်သိပေးလိုက်နောက်ဒီမှာလေးလေးထွက်သွားတယ်သိပေးလိုက်ဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါခန္ဓာပြင်ပက်လဲစိတ်မထွက်တော့ပါဘူးတတိယအားကောင်းနေပြီဆိုရင်ဝင်တိုင်းထွက်တိုင်းအိုးနာသီဝမှာလေလေးကတိုးထိဝင်သွားတယ်နာသီဝမှာလေလေးကတိုးထိထွက်သွားတယ်ဟောသူကတဆင့်ထိတဲ့သဘောတောင်သိလာတယ်ပထမတော့ကဝင်လေဝင်တိုင်းသိနေတယ်ထွက်လေထွက်တိုင်းသိနေတယ်ဟောခုယောဂီတို့ရှုမှတ်လာတာ10မိနစ်ရှိသွားပြီ10မိနစ်ဆိုတော့ဝင်လေဝင်တိုင်းသိတယ်ထွက်လေထွက်တိုင်းသိတယ်ဒါဝင်လေထွက်လေလေးကိုပဲတတိနဲ့ရှုမှတ်နေတာအချိန်က10မိနစ်ရှိသွားပြီဆိုတော့တတိအားကောင်းလာပြီဆိုရင်ဝင်လေထီတိုင်းသိပေးလိုက်ပါထွက်လေထီတိုင်းသိပေးလိုက်ပါအလုံးလုံးနေတာကတတိပဲအဲ့ဒီတတိကမပြတ်လွင့်ပဲနဲ့ကောင်းကောင်းကြီးအလုံးလုံးနေရင်တဲ့ဝင်လေထီတိုင်းလဲသိနေတယ်ထွက်လေထီတိုင်းလဲသိနေတယ်ဝင်လေလေးကနှခမ်းပြသို့မဟုတ်နှာခေါင်းပြမှာထိပြီးတော့ဝင်သွားတယ်ထွက်လေလေးကနှခမ်းပြသို့မဟုတ်နှာခေါင်းပြမှာထိပြီးတော့ထွက်သွားတယ်ဒီသဘောလေးကိုလည်းသေချာသိပါတယ်တဲ့မပြတ်လွင့်ပဲစောင့်ကြည့်ရမှာကတတိရဲ့အလုံးတဲ့အဲ့ဒီတတိယခတ်ရင်နောက်ဒီဘက်မှာလေလေးဝင်သွားလဲသိလိုက်တယ်နောက်ဒီဘက်မှာလေလေးထွက်သွားလဲသိလိုက်တယ်ထိဝင်သွားတဲ့သဘောလေးရောထိထွက်သွားတဲ့သဘောလေးရောသိလာပါတယ်တတိထားနော်
တတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ပဲစိတ်မထွက်ပါစေနဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေမလာမိစေနဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေဝင်လာပြီဆိုရင်တတိကနေရာဖယ်ပေးရတယ်စိတ်ဟာနှစ်စိတ်ကြိုင်မဖြစ်ဘူးတဲ့တတိထားနေတဲ့စိတ်ကအားကောင်းနေရင်အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေမလာဘူးတဲ့တတိထားနေတဲ့စိတ်ကအားနေရင်အိတ်ချင်တဲ့စိတ်ကဝင်းနေရယူမှာပေါ့ယောဂီတို့ရဲ့တန်တန်မှာစိတ်နဲ့စိတ်ပြိုင်မဖြစ်ပါဘူးပုဂ္ဂိုလ်တ attva ရဲ့တန်တန်မှာတစ်စိတ်ပြီးမှတစ်စိတ်ဖြစ်နေတာတတိထားတဲ့စိတ်ဝင်လေထွက်လေကိုရှုမှတ်နေတတိထားတဲ့စိတ်ဝင်လေထွက်လေကိုရှုမှတ်နေတတိထားတဲ့စိတ်ဝင်လေထွက်လေကိုရှုမှတ်နေဖြစ်နေတဲ့စိတ်ဟာတတိထားတဲ့စိတ်တတိထားတဲ့စိတ်တစ်စိတ်ပြီးတစ်စိတ်ဖြစ်နေရမယ်အဲ့ဒီတတိထားတဲ့စိတ်တစ်စိတ်ပြီးတစ်စိတ်ဖြစ်နေတဲ့ထဲမှာအိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေကြားခိုတာဝင်လာတာအဖြစ်မခံပါနဲ့တတိယအရေးကြီးတယ်နော်တတိလို့ရင်ခေါင်းလေးကစက္ကနဲ့ငိုက်သွားတယ်ဟောတချို့ဆိုဖြတ်ကနေငိုက်သွားတာအခုလက်တွေ့ကိုငိုက်နေတာခေါင်းလေးကရင်းကနေဖြစ်သွားတာအဲ့ဒါတတိလွတ်သွားတာပဲတတိစိတ်တိုင်းဖြစ်နေရမယ်ထားတဲ့စိတ်ဟာလွတ်သွားတဲ့ခါကျတော့ဟိုခေါင်းကစက္ကနဲ့ငိုက်အချင်းကဘာမှမကြသေးဘူးနော်ဒီသူတော်ကောင်းလို့လှုပ်ပါပြီဆိုမှထိနာမိတာကဝင်းနေတာထိုင်ပြီးစကားပြောနေတော့တစ်ချက်မငိုက်ဘူးအခုသေချာလေးခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်တင်ပြီးတော့ဒီဝင်လင်ထွက်လေလေးကိုတတိတာရှုမှကိလေသာတောင်းကြံဖို့အတွက်ခန္ဓာထဲမှာဝင်ပြီးတော့နေရာယူတာတတိနဲ့တွန်းထုတ်ပါအရိယဘုရားငြိမ်နေပါစေလောက်တာလှဲ့တာမဖြစ်စေနဲ့အရိယဘုရားငြိမ်နေပါစေကုတ်တာဖဲ့တာမဖြစ်စေနဲ့အရိယဘုရားငြိမ်နေပါစေရိမ့်နာရိုင်နာမဖြစ်စေနဲ့တတိပဲကြည်ကြည်ထားဘယ်နေရာမှမကြည့်ပါနဲ့ဝင်လေထွက်လေလေးကိုပဲတတိထားပြီးတော့ကြည့်နေနောက်သူကလေးလေးတိုးထီဝင်သွားတယ်ဖြောင်းဖြောင်းတန်တန်လေးပဲပြီးနေပြီနောက်သူကလေးလေးတိုးထီထွက်သွားတယ်ဖြောင်းဖြောင်းတန်တန်လေးပဲပြီးနေပြီတတိအားကောင်းရင်နောက်သူကမှတိုးဝင်သွားတဲ့လေးရဲ့သဘောလေးနောက်သူကမှတိုးဝင်သွားတဲ့လေးရဲ့သဘောလေးပြီးတယ်နော်တတိတစ်လုံးပဲမိမိရလက်ကင်သုံးထားဘုရားရှင်ကိုယ်တော်ကြီးဟောခဲ့တာကတတိပဋ္ဌာန်နဲ့ဝရိယပဋ္ဌာန်လို့မဟောခဲ့ဘူးတတိပဋ္ဌာန်လို့ပဲဟောခဲ့တယ်တတိပြဋ္ဌာန်နဲ့အလုပ်တဲ့တတိရှုရမယ်လို့တဲ့တတိကြီးစွာရှုမှတ်ရမယ်အလုပ်တဲ့ဘုရားကဒီလိုပဲဟောခဲ့တာအဲ့တော့အဲ့ဒီတတိတစ်လုံးကိုမိမိရလက်ကင်သုံးရင်ဝင်လေဝင်တိုင်းသိနေတယ်ထွက်လေထွက်တိုင်းသိနေတယ်ဝင်လေထီတိုင်းသိနေတယ်ထွက်လေထီတိုင်းသိနေတယ်ဒီလိုသိနေပြီဆိုရင်အဲ့ဒီအပုဂ္ဂိုလ်ကငြိမ်နေပြီလှုပ်ပါဆိုလို့မလှုပ်တော့ဘူးရိမ့်ပါဆိုလို့မရိမ့်တော့ဘူးအဲ့ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေလည်းဝင်မလာတော့ဘူးဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတာအချက်တိုင်းသိနေပြီလေဝိပဿနာအစဝင်လေထွက်လေကားတယ်သမာဓိတော်ယထာဘူတံပသနာတိတဲ့သမာဓိတော်ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတည်ကြည်ခိုင်ခန့်တဲ့သမာဓိပြည့်စုံပြီဆိုရင်တဲ့ယထာဘူတံခန္ဓာကပြမဲ့နာကျင်ကြိုက်ခဲညောင်းထုံပူအေးစူးအောင်ဆိုတဲ့
ဝေဒနာတံဖောက်ပြန်မှုတွေရဲ့အနိစ္စကိုပဇာနာတိဉာဏ်နဲ့ပေချာမြင်မယ်တဲ့အဖြေရရှင်းပါတယ်ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးခိုင်ခန့်တဲ့တမာတိရတဲ့ပုဂ္ဂိုလ်မှခန္ဓာမှာပေါ်လာတဲ့အရှုခံအဲ့ဒီအရှုခံရဲ့ပြက်ချင်းအနိစ္စကိုတဲ့ဟုတ်တိုင်းမှန်စွာဉာဏ်နဲ့ပြက်တိုင်းမြင်မယ်လို့ပြောတာတတိထာဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးသမာဓိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီတချို့ဆိုအရိယပုဂ္ဂိုလ်ငြိမ်နေပြီတကယ်ကိုငြိမ်နေပြီ15မိနစ်ဆိုတဲ့ထူထောင်ခဲ့တဲ့သမာဓိဟာခန္ဓာကိုယ်ဟာတော်တော်တည်ငြိမ်နေပြီမိမိရဲ့သမာဓိတွေတော်တော်လေးအားကောင်းလာပြီဆိုရင်တဲ့ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်ပါစွမ်းအားမြင့်လာတဲ့သမာဓိဟာခန္ဓာရဲ့အနိစ္စကိုကောင်းကောင်းမြင်တဲ့သမာဓိဟာဘာနဲ့တူတယ်လဲခြုံနဲ့တူတယ်နောက်ကရှုမဲ့ညာဘာနဲ့တူတယ်လဲကြားနဲ့တူတယ်ယောဂီတို့ခန္ဓာကြီးကပြမဲ့အနိစ္စကဘာနဲ့တူလဲသားကောင်နဲ့တူတယ်အခုချိန်15မိနစ်ကျော်လာပြီသမာဓိတိဟုသောခြုံထဲမှာဉာဏ်တိဟုသောကြားကခန္ဓာကပြမဲ့အနိစ္စအပြည့်ဆိုတဲ့သားကောင်တွေကိုမလွတ်တမ်းရှုမိအောင်ရှုရအောင်ရှုလောကတဘာဝကြားဆိုတဲ့တတ္တဝါသည်ယုံတို့တရေတို့သားကောင်လေးတွေကိုဖမ်းတော့မယ်ဆိုရင်တဲ့နောက်ကနေလိုက်မဖမ်းဘူးတဲ့ယုံတို့တရေတို့သားကောင်လေးတွေအပြေးတန်လို့အပြေးမြန်လို့တဲ့အဲ့တော့ကြားဆိုတဲ့တတ္တဝါကခြုံတဲကနေပြီးတော့လာသမျှသားကောင်ကိုမလွတ်တမ်းစောင့်ဖမ်းနေတယ်အခုယောဂီတို့လည်းသမာဓိတိဟုသောခြုံတဲကနေဉာဏ်တိဟုသောကြားကခန္ဓာကပြမဲ့နာမှုအနိစ္စသားကောင်ကျင်မှုအနိစ္စသားကောင်ကိုရအောင်ဖမ်းမိအောင်ရှုမလွတ်တမ်းရှုယောဂီတို့ခန္ဓာကနာမှုကျင်မှုအနိစ္စအပြည့်ဆိုတဲ့သားကောင်တွေဟာပေါ်နေမှာပဲလာနေမှာပဲဖြစ်နေမှာပဲအဲ့ဒါကိုဉာဏ်တည်းဟူသောကြာကတမာတိတည်းဟူသောခြုံတဲကနေမိအောင်ဖမ်းရအောင်ရှုမလွတ်တမ်းရှုပေါ်လာသမျှသားကောင်တကောင်မှမလွတ်စေနဲ့ကျင်းနေပေါ်လာတဲ့သားကောင်လေးမိအောင်ရှုပူတယ်ပေါ်လာတဲ့သားကောင်လေးကိုမိအောင်ရှုနားတယ်ပေါ်လာတဲ့သားကောင်လေးကိုမိအောင်ရှုခန္ဓာကိုယ်မှာပေါ်လာတဲ့အနိစ္စနာကျင်ကြိုက်ခဲညောင်းထုံပူအေးစုအောင်ဆိုတဲ့အပြက်သားကောင်တွေကိုပေါ်တိုင်းမိအောင်ဖမ်းရအောင်ရှုတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာမှာပေါ်လာတဲ့မြတ်အရှုခံတွေကိုအရှုဉာဏ်နဲ့ထပ်ထပ်မိမိအောင်ရှုပါယောဂီတို့တရားရှုမှတ်လာတာအချိန်မိနစ်20ရှိသွားပါပြီ။အိုးတရားမရှုမှတ်ဘူးသေးတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီအချိန်မိနစ်20တောင်တင်ပါပူနေပြီ။ဖိထားလို့ခြေပြားကျင်နေပြီ။ခြေကလုံးတွေကတရှင်းရှင်းနဲ့ဖြစ်နေပြီ။ခါးတွေကအောင့်လာပြီ၊ကြောတွေကတောင့်လာပြီ၊ကုတ်ကြောတွေကတင်းလာပြီ။ခ
န္ဓာကိုယ်အနေထားမမှန်တော့ကိုယ်နာကစိတ်ခနဲ့ဒီနာကမျက်ခနဲ့ဖြစ်တာအဲ့ဒါသားကောင်တွေခန္ဓာကိုယ်ကြီးကသားကောင်တွေနာမည်ချင်းပဲပူမဲပြနေတာသားကောင်တွေတမာတိတိဟုသောခြုံတဲကဉာဏ်တိဟုသောကြားကမိအောင်ဖန်ရအောင်ရှုမလွတ်တမ်းရှုပေါ်လာတဲ့သားကောင်တွေတကောင်မှမလွတ်စေနဲ့ပေါ်လာတဲ့မြအနေဆာရှုတဲ့ဉာဏ်ကမကခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ဘယ်သားကောင်မှမလွတ်တော့ဘူးတဲ့သေချာရှုပါအချိန်ကဘာမှမကြာပါဘူးတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးတိအသုံးချပါအသုံးမကျတဲ့ခန္ဓာကြီးကိုဒီနေရာမှာကောင်းကောင်းအသုံးချလောကလည်းမှာယောဂီတို့တာရသမီးရဲ့စီးပွားရေးရှာနေတော့ညောင်းမှမသိကြိုက်မှမသိပင်ပန်းမှမသိမောမှမသိမိမိပစ္စည်းဥစ္စာပြည့်စုံဖို့တိုးတက်ချမ်းသာဖို့ပဲသိတာနာမကျင်မှမသိစူမအောင်မှမသိသွားကြလာကြရှာကြဖွေကြမုံလင်းအောင်မို့ချုပ်တကုတ်ကုတ်ပဲအဲ့ဒီတုန်းကတော့လေခန္ဓာကိုယ်ကြီးပင်ပန်းတာလဲတတိမထားဘူးညှဉ်းနွမ်းတာလဲတတိမထားဘူးအခုဒီခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်ဘာမှမကြားတဲ့အချိန်လေးရှုနေတော့မှကိုညောင်းလိုက်တာကြိုက်လိုက်တာကျင်လိုက်တာထုံလိုက်တာပူလိုက်တာအခုကြတော့သိပြီဟိုရှာနေဖွင့်နေတော့ကတော့ဇင်လည်းမစင်စားဘူးတတိလည်းမထားဘူးသိလည်းမသိဘူးအခုဒီခန္ဓာကိုယ်ကြီးကိုကမ္မထအောင်ပေါ်ပြစ်တင်လိုက်မှဩရှာနေဖွင့်နေတော့ကလည်းနာနေကျင်နေတာပဲတွားနေလာနေတော့ကလည်းကြိုက်နေခဲနေတာပဲတတိထားပြီးညံနဲ့မကြည့်တော့နာမမသိကျင်မှမသိကြိုက်မှမသိခဲမှမသိအခုကြကြည်စံဖျားပေးတဲ့ဉာဏ်နဲ့သိချာကြည့်လိုက်မှဩဒီခန္ဓာကြီးကရှာနေဖွင့်နေတယ်တော့ကလည်းနာကျင်နေတာပဲတွားနေလာနေတော့ကလည်းကြိုက်ခဲနေတာပဲတို့တော်တော်ဒုံဝေးခဲ့တာပဲနေ့ရက်တွေကုန်လတွေကုန်နှစ်တွေကုန်အသက်တွေတာကြီးလာတယ်ဒီခန္ဓာဘာတွေဖြစ်ပြီးဘာတွေပြနေတယ်လဲဆိုတာတို့မသိခဲ့ပါလားလောကထဲမှာမသိမှုအဝိဇ္ဇာမောဟအမှောင်ကြီးထဲမှာနေခြင်းသလိုနေသွားခြင်းသလိုသွားလာခြင်းသလိုလာစားခြင်းသလိုစားမိသားစုနဲ့ပြောခြင်းသလိုပြောတို့များဘဝမောတွေထဲမှာပင်ပန်းကြီးစွာနဲ့ရှင်သန်ခဲ့ရတာအခုကြည်စံဖျားပေးတဲ့ဉာဏ်နဲ့တေချာစဉ်းစားကြည့်မှအချင်းဤအချိန်တွေပါလားအလကအကျိုးမဲ့ကုန်ခဲ့တဲ့အချိန်တွေပါလားအသက်ကြီးပြီးအချိန်မစီဘူးဆိုတာဒါကိုပြောတာပါလားကောင်းကောင်းသိလာတယ်နော်လောကမှာအသက်ကြီးပြီးအချိန်မစီးတဲ့ပုဂ္ဂိုလ်တွေလက်ညှိုးထိုးမလွယ်ဘူးတဲ့အများကြီးပဲခန္ဓာကိုယ်ဘာဖြစ်လို့ဖြစ်မှမသိဖြစ်လာတဲ့ဝေဒနာတံဖောက်ပြန်မှုကိုဘာနဲ့ကြည့်လို့ကြည့်ရမှမသိနှလုံးသွင်းကမှတ်အောင်ဘလို့ထားရမှမသိအနေသက်သာအောင်ဘလို့ဆင်ခြင်ရမှမသိအဲ့လိုမသိနဲ့ဘဝမှာအမောတွေနဲ့ရှင်သန်ကြည်ပြင်းခဲ့တဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပစ္စည်းဥစ္စာပြည့်စုံတယ်ဆိုတာလဲတဘဝမိသားစုအစဉ်ပြေနေရတယ်ဆိုတာလဲတဘဝအိုးရင်တိုက်တာကားနဲ့ကောင်းကောင်းနေရတယ်ဆိုတာလဲတဘဝအဲ့ဒီတဘဝဆိုတာတခဏလေးပဲရေထဲကိုဂဲလန်းပြစ်လိုက်ရင်ပြစ်လိုက်တဲ့အချိန်ရဲ့ကြာတဲ့အချိန်ရဲ့အဲ့ဒီဂဲပြစ်တဲ့အချိန်ကမှကြာသေးတယ်လူဘဝဆိုတာခဏလေးဂဲလုံးလေးတစ်ခဲရေထဲကြာဖို့ဆိုတာချက်ချင်းမကြဘူး
ခဲပစ်ဖို့အတွက်လက်ကနောက်ကိုလှမ်းရတယ်အာယူတာပြီးတော့လှမ်းပစ်တယ်ပစ်တော့လည်းမရောက်သေးဘူးအရှိန်နဲ့ကုံမရေထဲကိုဘွားငနေကျသွားတာအဲ့ဒီရေထဲကိုခဲပစ်တဲ့ချိန်ကမှအားလဲယူရတယ်လှမ်းလဲပြည့်ရတယ်အရှိန်ကုံမကျတယ်အဲ့ဒီအချိန်ကမှကြာသေးတယ်တဲ့ခုယောဂီတို့ရရှိနေတဲ့လူဘဝဟာဘာမှမကြာဘူးဖယားမိန်တဲ့စကားလို့ပေါ့ကိုယ်တော်လက်မဆန့်မီစံတော်လက်မကွေးမီနေ့မြင်ညပြောက်ညမြင်နေပြောက်တစ်စက္ကန့်အတွင်း10မိနစ်အတွင်းမှာဝုန်းကနေသိနိုင်တယ်လူဘဝဆိုတာဘာမှမကြာဘူးလို့ပြောတာဒါကိုနှလုံးသွင်းမှန်မှန်ထားတတ်ရင်ဆင်ခြင်တတ်ရင်လက်ရှိပစ္စုပ္ပန်အချိန်ကိုကောင်းကောင်းအသုံးချတတ်ပါတယ်လူတွေကကိုမသိနိုင်သေးဘူးလို့ထင်နေတယ်ဘဝရှင်တန်မှုနဲ့ကောင်းကောင်းနေရမယ်လို့ထင်နေတယ်အဲ့ဒီအထင်နေထဲမှာပဲနေရင်းနဲ့သူတော်ကောင်းတရားတွေနဲ့ဝေးပြီးရင်ဝေးဘာဝနာစကမ်းကြတော့မတက်လှမ်းလောကရဲ့ကြကိလေသာနဲ့ပြောဒေဂာနိကြတော့အမောစွတ်သုတိစိတ်ကြတော့သေခြင်းစိုးသေးလောကမှာအများကြီးနော်ဒေဂာနိမှာသေခြင်းစိုးသေသွားတဲ့ပုံကိုယ်တွေအများကြီးဘာကိုနှလုံးသွင်းရမှမသိဘယ်အာယုံကိုယူရမှမသိဘာကိုဆင်ခြင်ရမှမသိပဲနဲ့သေခြင်းကြရင်တော့သိလာလိမ့်မယ်နေချိန်မှာမပြင်ဆင်ခဲ့တဲ့ပုံကိုယ်တွေသေချိန်ကြရင်တော့ဒုက္ခလှလှကြီးတွေ့လိမ့်မယ်အဖေမေလည်းမကယ်နိုင်ဘူးအဲ့ဒီချိန်ရောက်ရင်သားသမီးလည်းမကယ်နိုင်ဘူးသေချိန်ရောက်ရင်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေလည်းမကယ်နိုင်ဘူးသေချိန်ရောက်ရင်လုံကြပါဦးကယ်ကြပါဦးငါမသေးခြင်းသေးဘူးငါ့ကိုဆေးကုံပို့ပေးပါလူနာဘလောက်အာကိုရအစ်စ်ရှာမထားရင်သေခြင်းစိုးပဲဘုဆိုးပဆက်သေးမယ်ဟဲ့ငိုညှိပြီးတော့သေးမယ်ညလုံးပြူးမျက်စံပြူးနဲ့သေးမယ်ခန္ဓာကိုယ်တွေရုပ်ကန်ပြီးတော့သေးမယ်ဟိုကန်တီကန်ဟိုအော်ဒီအော်နဲ့သေးမယ်နေချိန်မှာဘလောက်ပဲပျော်နေသူတော်ကောင်းတရားနဲ့နေချိန်မှာကောင်းကောင်းမပြင်ထားရင်သေချိန်ရောက်ရင်တော့အယူသေးအကန်းသေးအမိုက်သေးဘယုတ်ဒုက္ခသေးရပါလိမ့်မယ်သူတော်ကောင်းတရားဆိုတာအချိန်ရှိခတ်လုံးလစိုက်ပြီးတော့ခန္ဓာထဲမှာရောက်အောင်ထည့်ထားပြင်ဆင်ထားကိုယ်အရေးဟာအရေးကြီးဆုံးပဲကိုယ်ခန္ဓာတွေကိုသူတော်ကောင်းတရားကိုယ်ထည့်မှကိုယ်အတွက်ကြိုတင်ပြင်ဆင်ထားရရောက်မှာဘယ်သူမှငဲ့မနေနဲ့ကိုငဲ့ဘယ်သူအတွက်မှစဉ်းစားမနေနဲ့ကိုယ်အတွက်ကိုစဉ်းစားကိုယ်အရေးဘေးထားရင်တော့ဒေဂာနိကြအပယ်ဘေးနဲ့ထိတ်တိုက်တွေ့မှာပဲမိသားစုတစုဖြစ်နေပါစေဆွေမျိုးတွေဖြစ်နေပါစေအတိုင်းဝိုင်းတွေဖြစ်နေပါစေသူတော်ကောင်းတရားဘက်ကိုရနိုင်သမျှဆွဲကြည့်ရောက်မလာလို့ခေါ်ကြည့်လာတာမလာတာသူတို့ပိုင်စေရနာကောင်းလေးနဲ့လက်တွဲပြီးတော့ချိတ်ခေါ်ကြည့်လောက်တာမလောက်တာသူတို့ပိုင်အဲ့တော့ကိုယ်အရေးလည်းရှေ့ထားပြီးလုပ်တယ်လို့ကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းတွေလည်းလက်တွဲခေါ်တယ်ဆိုရင်မိမိလည်းအသေးကောင်းတယ်လို့သူတို့ကိုလည်းအသေးကောင်းခြင်းနဲ့ဒီလိုပြောနေတဲ့ထဲမှာခေါ်လို့လည်းမရတွဲလို့လည်းမပါရင်နေပါစေရှိပါစေဘယ်သူမပြုမိမိမှုပဲကိုယ်အကြောင်းကိုကိုယ်ဖမ်းနေကြတာအဲ့တော့ကိုကကောင်းတဲ့အကြောင်းတွေကိုကောင်းအောင်ပြုရုံပဲအချိန်ဆိုတာဘာမှမကြာဘူးသူတော်ကောင်းတရားဆိုတာသူတော်ကောင်းနားနဲ့ပဲကြားခွင့်ရှိတယ်ဝိပဿနာတရားဆိုတာတ
သူတော်ကောင်းတက်ခံအားကောင်းတဲ့ပုဂ္ဂိုလ်တွေပဲအားထုတ်ခွင့်ရှိတယ်ဘုံရှိတဲ့ပုဂ္ဂိုလ်တွေကံရှိတဲ့ပုဂ္ဂိုလ်တွေပါရမီရှိတဲ့ပုဂ္ဂိုလ်တွေသိတာလည်းရင်ဝိပဿနာတရားကိုမကြောက်မရွံ့နောက်မတွန့်ပဲနဲ့အားထုတ်ရတာဘုံမဲ့တဲ့ပုဂ္ဂိုလ်တွေကံမဲ့တဲ့ပုဂ္ဂိုလ်တွေပါရမီမဲ့တဲ့ပုဂ္ဂိုလ်တွေကြဝိပဿနာတရားနဲ့တွေ့ရင်ဒီကောင်ကိုစားနဲ့တို့သလိုပဲကြောက်တယ်ယွန့်တယ်တွန့်တယ်ဖြည်းဖြည်းလေးလှုပ်ယူရင်အဲ့ဒီကြောက်စိတ်ယွန့်စိတ်တွန့်စိတ်တွေကကုန်သွားတာပါအမေမွေးလာတဲ့ကဘသူမှတရားနဲ့ရှုမှတ်ပြီးမွေးလာတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့လေ့ကျင့်ယူရတာတတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါခန္ဓာမှာပေါ်လာတဲ့မြတ်အရှုခံတွေကြည့်တယ်ငါဆိုတာဘယ်နေရာမှမရှိပါဘူးအရှုခံတွေပဲရှိပါတယ်အဲ့ဒီအရှုခံတွေကိုအရှုဉာဏ်နဲ့ပဲစောင့်ကြည့်ပေါ်လာတဲ့မြတ်အနိစ္စပြက်တာပဲဘယ်နေရာကပေါ်ပေါ်အနိစ္စပြက်တာပဲမြဲတဲ့တရားမှမရှိတာခုဦးစင်ပြောနေတဲ့တရားစကားလုံးလေးတွေရှေ့ရစကားလုံးလေးကပြက်တယ်နောက်စကားလုံးလေးအစာထိုးတယ်ပြောပြန်ပြီရှေ့ရစကားလုံးလေးကပြက်တယ်နောက်စကားလုံးလေးအစာထိုးတယ်အဲ့ဒါလို့ပြက်လိုက်အစာထိုးလိုက်ပြက်လိုက်အစာထိုးလိုက်နဲ့ခန္ဓာသဘောကဒီလိုသွားနေတာဉာဏ်နဲ့သာစောင့်ကြည့်တတိထားဝရိယစပညာနဲ့စောင့်ကြည့်ပါဝိပဿနာတရားကြိုးစားအားထုတ်နေတာကိုယ်တယောက်တည်းမဟုတ်ဘူးခုယောဂီတွေတရားကြောတယ်သူလည်းခန္ဓာကြီးနဲ့ယဉ်ပြီးအားထုတ်နေတာပဲတို့လည်းခန္ဓာနဲ့ယဉ်ပြီးအားထုတ်တာပဲသူတို့တောင်လုံနိုင်သေးတာပဲတို့ဘာလို့မလုံနိုင်ရမှာလဲသူလည်းသွေးသားနဲ့တိဆောက်ကြတဲ့ခန္ဓာပဲတို့လည်းသွေးသားနဲ့တိဆောက်ကြတဲ့ခန္ဓာပဲဘာလို့မလုံနိုင်ရမှာလဲဒီနေရာကျမာနကိုအမြင့်ဆုံးမှထားရတယ်သူတော်ကောင်းအရေးဇွဲသေးလို့မရဘူးအာမအပြည့်ထည့်ပြီးတော့ကြိုးစားပါတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားရှုံးတဲ့တစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီ